Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ Nippon POS ကထုတ်လုပ်တဲ့ဘေကောင်နာ NP 929နဲ့929 Memorial နှစ်မျိုးကိုမိတ်ဆက်ပေးချင်ပါတယ်ရှင်ဒီဆက်လေးရဆိုရင်နိုင်ငံခြားငွေလဲလှယ်ရဲ့ဆိုင်တွေပို့ကုန်သွင်းကုန်လုပ်ငန်းတွေနိုင်ငံတကာငွေကြေးတွေနဲ့အရောင်းဝယ်လုပ်ရတဲ့စီးပွားရေးလုပ်ငန်းရှင်တွေအတွက်အဆင်ပြေစေမဲ့ဘေကောင်နာလေးပဲဖြစ်ပါတယ်ငွေကြေးမျိုးစားအနေနဲ့လည်း12မျိုးထိရေးတွက်နိုင်ပြီးတော့မုတ်အနေနဲ့လည်း4မျိုးပါဝင်ပါတယ်ရှင်မုတ်4မျိုးရှိခဲ့တဲ့ထဲမှာ STC မှာဆိုရင်တော့ရှေ့ဆုံးမှာပြထားတဲ့ငွေစက္ကူအမျိုးအစားကိုသာရေးတွက်ပေးနိုင်မှာပဲဖြစ်ပါတယ်ရှင်CNT မှာဆိုရင်တော့အကောင့်တင်မုတ်ဖြစ်တဲ့အတွက်အရွက်အရည်အတွက်ကိုသာရေးတွက်နိုင်မှာပဲဖြစ်ပါတယ် MTC မုတ်မှာဆိုရင်တော့တန်မိုးမတူညီတဲ့ငွေစက္ကူအားလုံးကိုရေးတွက်ပေးနိုင်သလိုSTCB မှာဆိုရင်တော့တန်မိုးတူညီပြီး version မတူတဲ့ငွေစက္ကူအားလုံးကိုခွဲခြားပေးနိုင်ပါတယ်ရှင်ဒါအပြင်ဒီဘေကောင်နာလေးရာဆိုရင် function အနေနဲ့ဆိုရင်လည်း add နဲ့ batch ဆိုပြီးတော့ function 2မျိုးပါဝင်ပါတယ်ရှင်touch screen လည်းပါဝင်တဲ့အပြင်929ဒီမှာဆိုရင်တော့ဘင်းရင်ဘက်ထရီပါဝင်တာမို့လို့မီးမမှန်တဲ့နေရာတွေမှာတော့အလုပ်ရနာစရာမလိုတဲ့အပြင် portable လည်းဖြစ်တာမို့ရွှေ့ပြောင်းအသုံးပြုရလွယ်ကူတဲ့ဘေကောင်နာလေးပဲဖြစ်ပါရဲ့ရှင်အခုမိတ်ဆက်ပေးသွားတဲ့ဆက်လေးကိုစိတ်ဝင်စားလို့ဆက်သွယ်မြင်ချင်နေဆိုရင်တော့ Royal Airway Community Limited Facebook page နဲ့ TikTok ကနေပြီးတော့မြင်နိုင်တယ်လို့အခုဖော်ပြပေးထားတဲ့ဖုန်းနံပါတ်ကနေလည်းဆက်သွယ်မြင်နိုင်ပါရဲ့ရှင်ဒီဗီဒီယိုလေးကအားလုံးအတွက်အကျုံးဝင်ပြီးတော့အထောက်အကူပြုနိုင်မယ်လို့မျှော်လင့်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်